မိမတယောက်က live stream shopping တစ်ခုကိုကြည့်နေခဲ့တယ်မထင်မှတ်ပဲဒီအချိန်ရောင်းချနေတဲ့ပစ္စည်းဟာကိုယ်တိုင်ဖြစ်နေတာကိုတွေ့ရှိခဲ့တဲ့ပုံထဲမှာသူမရဲ့နောက်ကျောပဲပြထားပေမဲ့အဝါရောင်ဝတ်အစားနဲ့ခေါင်းမှာချီထားတဲ့ဘိုးလေးကတူညီနေခဲ့တယ်။သူမကအဲ့ဒါကိုတိုက်ဆိုင်မှုသာထင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ live stream နဲ့သူမမှာဘာမှဆက်နွယ်မှုမရှိခဲ့ဘူး။မကြခင် live ထဲမှာလူတချို့လေလံစတင်တင်ကြတယ်နောက်ဆုံးမှာငွေကြေးပေါ်များတဲ့အမျိုးသားတစ်ယောက်ကဒေါ်လာ1 မီလီယံနဲ့လေလံအနိုင်ရသွားတယ်။အဲ့ဒီအချိန်မှာသူကပစ္စည်းကိုစစ်ဆေးကြည့်ကျင်တယ်လို့ပြောခဲ့တယ်။ House ကည10နာရီမှာဟိုတယ်တစ်ခုရဲ့မြေအောက်ကရက်900ကိုတွားယူဖို့ပြောခဲ့တယ်။ဒီစကားကိုကြားလိုက်ရတော့မိမကထပ်မံအံ့အားသင့်သွားတယ်။အကြောင်းကသူမနေထိုင်နေတဲ့ဟိုတယ်ဟာ House ပြောတဲ့ဟိုတယ်တိတိဖြစ်နေတယ်လို့ပဲ။ရုတ်တရက်သူမရဲ့လင်ဝင်လာခဲ့တယ်။သူမက live stream အကြောင်းကိုလင်ကိုမပြောခဲ့ဘူး။မထင်မှတ်ပဲလင်ကအောက်ထပ်ဆင်းပြီးတခုခုစားရအောင်လို့အကြံပြုခဲ့တယ်။အဲ့ဒီအချိန်မှာည10နာရီဖြစ်ဖို့10မိနစ်ကျော်ပဲကျန်နေခဲ့တယ်။မိမက live stream host ဟာကိုလင်မဲလာဆိုပြီးတန်တရားဝင်လာခဲ့တယ်။ဒါကြောင့်အေးဆေးစွာနဲ့နောက်ကျလွန်ပြီလို့ပြန်ပြောခဲ့တယ်။လင်ကဟိုတယ်တက်လေကားဟာမြေအောက်ကားရက်900ကိုဓာတ်ရိုက်ဆင်းနိုင်ပြီးနေရာတစ်ခုလုံးခက်တူဟာစောင့်ကြည့်မှုအောက်မှာရှိတယ်လို့ပြန်ပြောခဲ့တယ်။ဒီစကားကြားပြီးနောက်သူမကလင်ကိုမတန်တရားဝင်တင်ဘူးလို့ခံစားခဲ့ပေမဲ့ထပ်မံထွက်မသွားဘူးအကြောင်းပြချက်တစ်ခုထပ်ရှာခဲ့တယ်။လင်ကလည်းအတင်းအကျပ်မလုပ်ဘူးသူထွက်သွားပြီးနောက်မိမက live stream ကိုပြန်ဖွင့်ခဲ့တယ်။ပစ္စည်းစစ်ဆေးခြင်းဆိုတာဘာလဲဆိုတာကြည့်ကျင်ခဲ့တယ်။အဲ့ဒီအချိန်မှာတကားခောက်တန်ကြားရတယ်တကားအပြင်မှာသူမရဲ့မိတ်ဆွေကောင်းရောက်လာခဲ့တယ်တခုခုပို့ဖို့လာခဲ့တာဖြစ်တယ်။မိမက live stream အကြောင်းကိုမိတ်ဆွေကိုပြောပြခဲ့တယ်။မိတ်ဆွေကသူမကိုဝင်ဆောင်နေတဲ့အတွက်စိတ်ဖိစီးမှုများလွန်းတာကြောင့်အလွန်မင်းစိုးရိမ်နေတာဖြစ်နိုင်တယ်လို့ပြောခဲ့တယ်။လင်ကသူမကိုအယမ်းချစ်တယ်ဟိုတယ်နဲ့ပုံကလည်းတိုက်ဆိုင်မှုသာဖြစ်နိုင်တယ်လို့အာမခံပေးခဲ့တယ်။ဒီစကားတွေကြားပြီးနောက်မိမကနည်းနည်းစိတ်ချသွားခဲ့တယ်။အခုတော့ည10နာရီကျော်သွားပြီဖြစ်တယ်။မိမက live stream ကိုပြန်ဖွင့်ပြီးလေလံအောင်မြင်မှုကိုစစ်ကြည့်ခဲ့တယ်။ဒါပေမဲ့ည10နာရီလက်ခံရမယ့်အယောင်းဝယ်ကိုလည်းပယ်ဖျက်လိုက်ကြောင်းပြထားတယ်။ပယ်ဖျက်ရခြင်းအကြောင်းရင်းကပစ္စည်းကစိတ်ဆိုးပြီးထွက်မလာခြင်းဘူးလို့ရေးထားတယ်။ဒါဟာမိမကလင်ကိုမလိုက်ချင်ဘူးလို့ပြောခဲ့တဲ့အချိန်နဲ့တိတိကျကျတူညီနေခဲ့တယ်။ House ကငွေကြေးပေါ်များတဲ့အမျိုးသားကိုမနစ်သက်ရင်ငွေပြန်ယူနိုင်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကပုံကိုမြင်ပြီးသားဖြစ်ပြီးသူမမျက်လုံးအောက်မှာအမဲဆက်လေးတစ်ခုရှိတယ်လို့ပြောခဲ့တယ်။ဒီစကားကြားပြီးနောက်မိမပို့ပြီးကြောက်ရွံ့သွားခဲ့တယ်။အဲ့ဒီညမှာလင်အိပ်ပျော်သွားပြီးနောက်သူမကမိတ်ဆွေအိမ်ကိုသွားခဲ့တယ်နောက်တနေ့မနက်မှာလင်ကဖုန်းခေါ်ပြီးဘယ်သွားလဲလို့မေးခဲ့တယ်2နာရီအတွင်းပြန်လဲလေရင်လက်မှတ်ဝယ်ထားပြီးသားလို့ပြောခဲ့တယ်မိမကညင်းဖို့စိတ်ကူးထားပေမဲ့လင်ကဖုန်းကိုချက်ချင်းဖျက်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာ live stream ပြန်စတင်လာခဲ့တယ်မနေ့ကငွေကြေးပေါ်များတဲ့အမျိုးသားကဒီနေ့ထပ်မံပစ္စည်းကိုတွားယူဖို့ပြင်ဆင်နေခဲ့တယ် House ကလိပ်စာအသစ်တစ်ခုပေးခဲ့တယ်လိပ်စာကိုကြားလိုက်တဲ့အခါမိမလုံးဝစိတ်ရှုပ်ထွေးသွားခဲ့တယ်အကြောင်းကလိပ်စာအသစ်ဟာသူမမိတ်ဆွေအိမ်လိပ်စာတီးတီးဖြစ်နေခဲ့လို့ပဲရုတ်တရက်တကားခောက်တန်ထပ်မံကြားရတယ်မိမကြောက်ရွံ့နေချိန်မှာပဲနောက်မှလင်ကသူမပါဇက်ကိုလက်ဖြင့်ဖုံးအုပ်လိုက်